နွယ်ပြောမယ်နွယ်အမေရဲ့82နှစ်နော်82နှစ်ခေါင်းလျှော်ထားတာဒီမှာမာတာလီခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ထားတာဘာစေးမှမစိုးကမီကယ်ပါတဲ့ဘာစေကတော့နော်ဒီမှာကြည့်ဒါ82နှစ်သပင်မှာ82နှစ်သပင်မှာဒီခေါင်းလျှော်ရည်တစ်မျိုးသေးကိုပဲလျှော်တာဒါ၄ချိန်မြောက်လျှော်ခြင်း၄ချိန်မြောက်လျှော်ခြင်းပေါ့နော်ဒီမှာကြည့်လိုက်စံသားလေးတွေလည်းနှူးညံ့နေတယ်နော်နှူးညံ့ပြီးမှဒီမှာအမေရဲ့အဖြူတွေကဒီမှာသူဟာနဲ့သူဒီခေါင်းလျှော်ရည်လေးလျှော်လိုက်တာနဲ့ဒီမှာဟိုအတွင်းထဲမှာနည်းနည်းလေးတွေ့လာတယ်မှာနည်းနည်းဖြူတွေရယ်နော်အေးအဲ့လိုပဲဒါ၄ချိန်မြောက်လျှော်ခြင်းဒါတဘူးမကုံနေဘူး၄ချိန်ပဲရှိသေးတယ်ဒါ82နှစ်သပင်ကတော့ကျမအမေရဲ့82နှစ်သပင်မှာဒီခေါင်းလျှော်ရည်မာတာလီခေါင်းလျှော်ရည်လေး၄ချိန်ပဲလျှော်ရသေးတယ်သပင်ဖြူတွေကိုဒီလိုမျိုးပျောက်သွားတာပေါ့နော်ဒါကကျတော့ဒီလိုခေါင်းလျှော်တတ်တဲ့ဒီသပင်ဖြူလေးတွေကဒီကာလာပေါ့ဒါကခေါင်းကာလာလေးတွေပြောင်းသွားတာတွေ့လားဒီအောက်ခြေလေးမှာပဲနည်းနည်းလေးဖြူနေတွေ့လားဒါလေးလည်းတဖြည်းဖြည်းနဲ့တပူးလောက်ဆိုရင်နောက်ထပ်3-4ခါဆိုရင်ပျောက်သွားပြီဒါလုံးဝတဘာဝစစ်နော်တဘာဝစစ်အမေပြောပြလိုက်ပါအောင်ဘယ်နဲ့ချိန်လျှော်ပြီးပြီလဲဆိုတော့၄ချိန်မြောက်ပါရှင်၄ချိန်မြောက်ခေါင်းလျှော်ပြီးသွားပြီတဲ့နော်၄ချိန်မြောက်လျှော်ခြင်းရဲ့ရလက်ကလေးပါစန်တာလေးလည်းနူးပြီးမှနော်အရန်ကြီးကိုကောင်းတာနော်ဒီမှာမာတာလီခေါင်းလျှော်ရည်ရဲ့အစွမ်းပါနော်လုံးဝကမီကယ်ပါတဲ့ဆေးတွေအမေခေါင်းဟိုစပင်ဆေးဆိုးဘူးလားဟို68နှစ်တုန်းကပဲတခါဆိုတယ်68နော်အသက်68နှစ်တုန်းကတခါဆိုးတယ်တဲ့အခုနော်ဟိုစပင်ကိုနော်ဆေးမဆိုးပဲနဲ့အခုဒီ82နှစ်မှာဒီခေါင်းလျှော်ရည်လေးကိုတုံးတာပေါ့နော်အဲ့ဒါပြောပြတာနော်ဒီတဘာဝခေါင်းလျှော်ရည်တဘာဝစစ်ခေါင်းလျှော်ရည်လေးပါလို့နော်မာတာလီတဘာဝစစ်ခေါင်းလျှော်ရည်ကို၄ချိန်မြောက်လျှော်ခြင်းရလက်တကယ်တမ်းဆိုရင်အမေစပင်ကဖွေးနေရမှာ82နှစ်စပင်ကဖွေးနေရမှာခုတော့ကြည့်ပါဦးအရန်ကြီးကိုနှုတ်ပြိုလာနေတာနော်ဒီနည်းနည်းလေးဒီအမြင့်နည်းနည်းလေးအဲ့လိုလေးကတော့ရှိကိုရှိရပဲနော်ဒါ82နှစ်စပင်မလို့နော်နွေရဲ့မာတာလီခေါင်းလျှော်ရည်ရလက်တာလုံးဝအဖက်မပါပဲရိုက်ထားတာပေါ့နော်တဘာဝစစ်ရလက်ကလေးပါလို့နော်